ကိုင်ဒီနေ့ညမှာတော့စောစောစီးစီးကျွန်တော်တို့ခွေးစရာဗီဒီယိုလေးတွေကျွန်တော်ဖန်တီးထားပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်နဲ့အတူတူသွားပြီးကြည့်လိုက်ကြရအောင်let's go မိုက်တော့အကွက်တွေဘဲကောက်လက်ချက်တာမသိဘူးဘယ်နဲ့ကွာမြောက်လေအကောင်းမနေရအောင်ကျဲဘဲရိုက်တယ်နော်ကျဲဘဲရိုက်တယ်နော်ဟုတ်လားခေါင်းကြီးတော့မလွယ်ဘူးလားအမေဆိုးဘူး